တနင်္လာရီတိုင်းတရက်ချောင်းမြို့နယ်မင်းတပ်ကျေးရွာမှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့မြေပြင်တိုက်ပွဲမှာပါဝင်တဲ့တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကတန်လွင်ထမ်းမှုပြောပါတယ်။ဇွန်လ17ရက်နေ့မနက်9:00နာရီအချိန်လောက်ကစလို့မင်းတပ်ကျေးရွာအတွင်းဖုန်ကြီးကျောင်းနဲ့ကားလမ်းဘေးနေအိမ်တွေမှာအင်အား80လောက်နဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲဟာနေ့လယ်ပိုင်းအထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတိုက်ပွဲအတွင်းစကယ်ရိုကြားအထူးတပ်ဖွဲ့ကရဲဘော်တအူကြဆုံးထားပြီး2ဦးထိခိုက်ဒဏ်ရာရရှိထားသလိုစစ်ကောင်စီဘက်ကလည်းထိခိုက်ဒေဆုံးမှုတွေများနိုင်တယ်လို့ဆိုပါတယ်။တိုက်ပွဲကြောင့်မင်းတပ်ကျေးရွာအပါအဝင်အနီးနားဝန်းကျင်ကျေးရွာ300လောက်ကဒေသခံပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေရဲ့ပြပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလည်းတရက်ချောင်းမြို့နယ်ဝင်းဝကျေးရွာမှာရှိတဲ့ဝင်းဝနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကြောင့်နှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။